အားလုံးပဲမင်္ဂလာပါ KM Football Tips ကကြိုဆိုပါရစေဒီနေ့ည German Bundesliga ရဲ့အကျိတ်နဲ့အရှိဆုံးပွဲစဉ်ဖြစ်တဲ့ Leipzig နဲ့ Hoffenheim တို့ပွဲကိုအမြန်ဆုံးသုံးသပ်ပေးတော့ပါမယ် Leipzig ကတော့ပြီးခဲ့တဲ့အပတ်ကရှုံးနေမှုကိုအင်္ဂလိပ်မှာအမှတ်ပြန်ယူဖို့အသေးအတန်ကြိုးစားပါလိမ့်မယ်တိုက်စစ်မှုဒီယိုမန်ဒန်နဲ့ဘောင်းခန္ဓာတို့ကလည်းခိုးသွင်းချေပနေပါတယ်တစ်ဖက်က Hoffenheim ကလည်းဒီယာဒီမှာတိုက်စစ်အလွန်ကျန်းပြီးအဝေးကွင်း9ပွဲမှာ4ပွဲအထိဂိုးပေါင်း3.5ကျော်ထွက်ထားတဲ့အထိတိုက်စစ်ဖွင့်ကစားတတ်တဲ့အသင်းပါ Data တွေအရ3ဂိုးစုံမှာရှုံးဖို့90ရာခိုင်နှုန်းထိရှိနေလို့ဒီပွဲဟာ4ဂိုးနဲ့အထက် over 3.5 ထိထွက်လာဖို့အလွန်သေးကြနေပါတယ်။ကျွန်တော်ရဲ့ရလက်ခံမှန်းချက်ကတော့ 3-1 နဲ့ Leipzig အနိုင်ရသွားဖို့ရှိပါတယ်။အပိုင်လိုက်ချင်သူတွေအတွက် total goals over 3.0 3.5 နဲ့ BTTS ကအသေးချဆုံးပါပဲ Leipzig တို့အင်္ဂလိပ်မှာလက်စားချင်နိုင်မလားတင်းအမြင်ကို comment မှာရေးပေးခဲ့ပါအောင်ဒီလိုအပိုင် tips တွေအတွက် KSM ကို subscribe လုပ်ထားဖို့မမေ့နဲ့ဘူးနော် အခုလိုကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ပေးတဲ့ပွဲလေးတွေနဲ့အားလုံးအဆင်ပြေကြပါစေခင်ဗျာ